မိုင်းစာမျက်နှာတွေရဲ့အောက်ခြေမှာတခါတရံဒန်ဒါရီတွေထပ်ပိုပြီးစမ်းကြဲတဲ့အမှန်တရားတွေရှိနေတတ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ခရစ်နှစ်1406ခုနှစ်မှာကမ္ဘာအကြီးမားဆုံးသင်္ဘောအုပ်စုကြီးကိုဦးဆောင်ပြီးဂျာဗာကျွန်းပေါ်ကိုဆက်ရောက်လာခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံဆမာရန်မြို့အတွင်းမှာရာစုနှစ်များစွာတမိုင်းဝင်နေစေတရုတ်ယဉ်ကျေးမှုနဲ့ပင်လယ်ခရီးသမိုင်းကိုပေါင်းစပ်ထားတဲ့နေရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့စမ်ပူကုံတမ်ပယ်ဒီဖျားเจ้าဟာနာမည်ကျော်တရုတ်ရည်တက်ခေါင်းဆောင်ဇန်ဟီနဲ့ဆက်ဆံနေပါတယ်။15ရာစုအတွင်းသူဟာအာရှတဝန်းပင်လယ်ခရီးများစွာပြုလုပ်ခဲ့သူဖြစ်ပါတယ်။1400ခုနှစ်များအတွင်းဇန်ဟီရဲ့ fleet ဟာဂျာဗာကျွန်းကိုရောက်ရှိလာခဲ့ပါတယ်။သူ့ crew အချို့ဟာဒီဒေသမှာနေထိုင်ခဲ့ကြတယ်လို့ဆိုကြပါတယ်။ legend အရဇန်ဟီဟာဒီနေရာမှာဆူတောင်းခဲ့တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီ cave ကြောင့်ဒီ temple ကို Gedung Batu လို့လည်းခေါ်ကြပါတယ်။ဒီ temple ရဲ့ architecture ဟာ Chinese နဲ့ Japanese culture နှစ်ခုကိုအံ့ဖွယ်ပေါင်းစပ်ထားတာဖြစ်ပါတယ်။အနီရောင်တောက်ပတဲ့ pillars တွေကအထူးလှပါတယ်။ယနေ့ချိန်ထိဒီနေရာမှာ traditional festivals တွေကျင်းပနေစေဖြစ်ပါတယ်။ Dragon Dance တွေ Lantern Festivals တွေကြောင့်နေရာတစ်ခုလုံးအသက်ဝင်နေပါတယ်။စမ်ပူကောင်းဟာတမိုင်းဝင်နေရာတစ်ခုတည်းမဟုတ်ပါဘူး။ယုံကြည်မှုယဉ်ကျေးမှုနဲ့ငြိမ်းချမ်းကြီးရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ရာစုနှစ်များကျော်လွန်ပြီးနောက်မှာတော့စမ်ပူကောင်းဟာအတိတ်နဲ့အနာဂတ်ကိုချိတ်ဆက်ထားတဲ့တမိုင်းဝင်အမတ်တရားတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။စမ်ပူကောင်းဆိုတာအဆောက်အအုံတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့ယုံကြည်မှုတွေတစုတစည်းတဲ့ငြိမ်းချမ်းစွာအတူရှင်တွဲတည်ရှိနေနိုင်တယ်ဆိုတဲ့တမိုင်းရဲ့ခိုင်မာတဲ့သက်သေတစ်ခုဖြစ်ပါတယ်။